ဘုံစားပြည့်ကြများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမှာကတော့ဒီ26ရက်နေ့ပေါ့နော်26နေ့မနက်ပိုင်းမှာကစားသွားမယ်ဒီကမ္ဘာဖလားရဲ့အုပ်စုပွဲစဉ်6ပွဲကြောင်းမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဒီနေ့ပေါ့နော်ဒီနောက်နေ့မနက်မှာတော့ပေါ့နော်ဒီနေ့ညပြီးတော့နောက်နေ့မနက်မှာတော့အုပ်စုပွဲစဉ်6ပွဲတိရှိနေတယ်ဒီအဲ့ဒီပွဲစဉ်တွေကတော့ဒါအုပ်စု DEF ပေါ့နော်ဒီပွဲစဉ်တွေကိုလာတော့မှာဖြစ်တယ်ပထမဆုံးကတော့ဒီအုပ်စု E ရဲ့ပွဲတင်နေရင်ကလာကြမှာပေါ့နော်သူတို့ဒီဂျာမနီတို့အုပ်စုပေါ့နော်သူတို့ဂျာမနီတို့ဥကွေရောတို့ဒါ Ivory Coast တို့ရဲ့ပွဲတင်နေရှိနေပဲပထမဆုံးပြောပြပေးချင်တာကတော့ဒါကူရာကာဟိုတဲ့ Ivory Coast တို့ရဲ့ပွဲတင်ပေါ့နော်ဒီပထမဆုံးအနေနဲ့ကူရာကာဟိုကတော့ပေါ့နော်ဒီအဖွင့်ပွဲတင်မှာဂျာမနီကိုပြည့်ရှုံးခဲ့တယ်ဆိုပေမဲ့နောက်ပွဲတင်မှာတော့ဒီမထင်မှတ်ထားတဲ့ခြေစွမ်းနေနဲ့တူအထူးသဖြင့်ဒီကိုသမားအီလိုင်းရွန်ပေါ့နော်ဒီကစားဒီကိုသမားရဲ့မထင်မှတ်ထားတဲ့လက်စွမ်းအနေနဲ့အတူပဲအီကွေဒေါကိုတည်ကစားပြီးတော့ဒီရမတ်စတင်ဆူတောင်းနိုင်ခဲ့တယ်ပေါ့နော်ကူရာကာလိုမျိုးဒီမျက်နှာတစ်ပေါ့နော်ဒီကဘာဖလားမှာမျက်နှာတစ်အတင်းအတွက်ဒီအခုလိုမျိုးရမတ်ဆူတောင်းနိုင်ခဲ့တာကတော့တကယ်ကိုတမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်တယ်လို့ပဲကူရာကာကိုလည်းတကယ်ချီးကျူးရမယ်လို့ပြောရမယ်ပေါ့နော်ဘာဖြစ်ဖြစ်ကူရာကာကဒီအုပ်စုကပြုတ်သွားမယ်ဆိုရင်ဒါတို့အနေနဲ့ဒါတမိုင်းဝင်မှတ်တမ်းတစ်ခုကိုရေးထိုးနိုင်ခဲ့တယ်လို့ပြောရမယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမတန်းရေးထိုးပြီးပြီဆိုတော့ဗောနော်တို့အနေနဲ့နောက်တစ်တက်ရေးစူးစမ်းမယ်ဆိုရင်ဒီပွဲမှာမဖြစ်မနေနိုင်ဖို့လိုအပ်နေတယ်။ဘာကြောင့်လဲဆိုတော့အကောင်းဆုံးဒီတတိယနဲ့တက်ဖို့ဆိုတာကလည်းဗောနော်ဒီနေ့ဒီတခြားအသင်းတွေက3မှတ်ဒါမှမဟုတ်4မှတ်လောက်နဲ့စောင့်နေကြမယ်အနေသားတွေရှိနေတဲ့အတွက်ကြောင့်မလို့တရေဒါမှမဟုတ်အရှုံးလာကန်လိုက်မယ်ဆိုရင်ဒါကူရာကာအိုအနေနဲ့အုပ်စုကပြုတ်ဖို့တေချာသွားမှာဖြစ်တယ်ဗောနော်။ဒါကြောင့်မလို့ကူရာကာအိုအနေနဲ့ဒီညပွဲစဉ်မှာဒီအနေသုံးတော့ဒီတရေတောင်မဟုတ်ဒီနိုင်ဝဲလိုအပ်တယ်ဆိုပြီးပေါ့နော်ဒီတစ်ဖက်က Ivory Coast လိုအသေးမျိုးကြတော့အနေသုံးတော့သူတို့ဂျာမတ်ထက်ပြီးတော့ဆူတောင်းနိုင်အောင်ကြိုးစားလာမယ်ဆိုတာသိကြတယ်တစ်ဖက်ကIvory Coast ပေါ့နော် Ivory Coast ကတော့ဒါဒီဖွင့်ပွဲတင်မှာ Ecuador လိုတင်းကိုဒါဒီအမေအတွင်းကိုလည်းဒါနိုင်ရခဲ့တယ်နောက်ထပ်အသင်းကြီးသတင်းဖြစ်တဲ့ဂျာမနီပေါ့နော်ဂျာမနီကိုလည်းသူတို့နိုင်ရဖို့အရင်အလွန်နီးစပ်ခဲ့တယ်ပေါ့နော်အထူးသဖြင့်ခြေပေါက်ကိုပေးလိုက်ရတယ်ဆိုရင်တော့တေရဖို့အလွန်နီးစပ်ခဲ့တယ်ဆိုမဲ့ဒါဒီဂျာမနီရဲ့လူသားဝင်ကစားသမားအန်ဒက်ရဲ့တွင်ကိုနှုတ်ကိုနဲ့သူဒါမထစ်ဘက်ပဲနဲ့ရှုံးသွားတယ်ဆိုတော့ပြောလို့ရတယ်။ဒါကြောင့်မို့လို့သူတို့ဒီအဲ့ဒီပွဲမှာဒါသူတို့အနေနဲ့ဒီ၄မှတ်လောက်ဒီတမတ်ရပြီးတော့၄မှတ်ရထားတယ်ဆိုရင်အေးစစ်စစ်ပဲဖြစ်မယ်။အခုတော့ဘောတော့နည်းနည်းဆက်ပြီးတော့ကစားရအောင်မယ်နေထားပေါ့နော်ဂျာမတ်3မှတ်ပဲရထားတယ်ရောအဲ့လိုနေထားတွေကြောင့်ဒီ Ivory Coast တင်နဲ့ရင်းညပွဲစဉ်မှာသူတို့ဒီထုံးစံတိုင်းတက်ချင်းဖွင့်ပြီးတော့ကစားလာဖို့များတယ်တစ်ဖက်ကကူရာကာကတော့ဒီထုံးစံတိုင်းပဲခံစစ်ပိတ်ပြီးတော့သူတို့ဒီရမတ်အဆူတောင်းနိုင်ဖို့ကြိုးလာမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ကဒီပွဲစဉ်ကတော့ဒီဂျာမနီပွဲစဉ်တက်ဆိုင်ပို့ပြီးတော့စိတ်ဝင်စားကြကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီတို့ရဲ့ head to head မှာတော့ head to head နေထားမှာသူတို့နဲ့ဂျာ head to head နေထားမရှိခဲ့ဘူးဒီပွဲစဉ်မှာ Ivory Coast ကပဲတစ်ဖက်တည်းကစားလာဘူးများနေတယ်ကူရာကာကဒီတက်စစ်ဖွင့်လာတဲ့ဘောလုံးခန်းသိပိတ်ပြီးတော့ကစားလာဖို့နေရတဲ့အနေထားမှာIvory Coastကလည်းဒီနိုင်ပွဲအတွက်ပဲဥတီကစားလာနိုင်လို့ဒီပွဲစဉ်မှာတော့ပြန်လည်တွင်းကိုတွေမရဘူးမရှိဘဲနဲ့ကိုကပွဲစဉ်တွေပွဲကိုမရဘူးများပါတယ်ဗျနောက်ထပ်ပွဲစဉ်တွေပွဲဘောလုံးနောက်ထပ်ပွဲစဉ်တွေပွဲကတော့ဒီ Ecuador နဲ့ဂျာမနီတို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကတော့ဂျာမနီသက်ဆိုင်ရင် Ecuador ကပဲပို့ပြီးတော့ကစားမယ်ပွဲစဉ်ပေါ့နော် Ecuador ကဒီခုနကကူရာကုံနဲ့ပွဲစဉ်မှာသူတို့အနေနဲ့ကန်ချက်28ကြိမ်ဒီပြုလုပ်နိုင်ခဲ့တယ်ဆိုပေမဲ့တော်တော်လေးပေါ့နော်ဒီတိုက်စစ်ပိုင်းကအဆုံးသက်ညံ့ရှင်းခဲ့တယ်အထူးသဖြင့်ဝိုင်းတိုက်စစ်မှုအန်နာဗလီစီယာရဲ့ဒီအဆုံးသက်ညံ့ရှင်းမှုနဲ့ဒူဒါနိုင်ပွဲမြခဲ့ပဲနဲ့တီတမတ်ပြရလိုက်တဲ့အတွက်ကြောင့်မလို့တော်တော်ကြီးကိုထိုးတက်ချက်ကြီးမားသွားခဲ့တယ်အဲ့ပွဲမှာသာ3မှတ်ယူထားနိုင်မယ်ဆိုရင်ဒီပွဲမှာဒီနိုင်ရှုံနောက်စစ်တက်ဖို့အတွက်ဒီမျောသိန်းချက်ကကြီးမားရှိနေမဲ့အနေထားပေါ့နော်တမတ်ဦးတော့တမတ်နဲ့တော်တော်လေးရုံးကန်မဲ့အနေထားဖြစ်သွားတယ်ဒီဂျာမနီလိုအသင်းမျိုးကိုအနိုင်ကစားဖို့ကလည်းတိတ်ပြီးတော့ဒီကွေတော်တော့ကတိတ်မလွယ်တဲ့အနေထားပေါ့နော်ဒါကြောင့်မို့လို့ဒီကွေတော်အနေနဲ့ဒီနေ့မှာတော့ဒီနေ့ညမှာပေါ့နော်ဒီဖောင်ဖြတ်တက်လိုက်တိုက်ရမယ့်အနေထားပေါ့နော်တစ်ခါကဂျာမနီကတော့ဒီမနော်Ivory Coastတဲ့ပွဲစဉ်မှာမထင်မဲ့ပဲနဲ့နောက်ကျတွင်းကို2ကိုကြောင်းနိုင်ဝဲရခဲ့တဲ့တွဲကြောင့်မလို့ဒီနောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်တက်လန်းသွားပြီးဒါကြောင့်မလို့ဒီနေ့ညပွဲစဉ်မှာအဓိကကစားသမားတွေကိုနားပေးပြီးတော့အနည်းဆုံးဒီတမတ်လောက်ပဲဖြောပြီးတော့ကလားလာဖို့များနေတယ်တစ်ဖက်ကဒီ Ecuador အနေနဲ့ဒီခွင့်ရေးကိုအသုံးချနိုင်မယ်ဆိုရင်ဒီနိုင်ပွဲရဖို့အထိကိုမှန်းလို့ရတဲ့အနေဒါရှိနေတယ်လို့ပြောလို့ရတယ်ဂျာမနီရဲ့
ဒိုင်ယာလူစင်းမှာကတော့အဓိကနောက်ကလူရှလော်တာဘက်ကအဲ့ဒီပွဲမှာဒိုင်ယာသွားတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကိုတင်းတိပေါက်လွဲမဲ့အနေထားရှိနေတယ်ဒီတပတ်ကအီကွေတော့မှာကတော့ဘောနော်ဒီအထူးသဖြင့်ဒီကခန်းစစ်ပိုင်းအရန်ကောင်းနေဆိုပေမဲ့တိုက်စစ်ပိုင်းမှာဒီတော်တော်လေးအဆုံးသက်အပြင်းပြင်းတာကိုတော့ဒီညပွဲစဉ်မှာအဆုံးသက်နိုင်ဖို့မျှော်လင့်ရတယ်ပေါ့နော်ဒီနှစ်သိရဲ့ဟတ်တူအနေထားကိုကြည့်ရမယ်ဆိုရင်တော့နှစ်ပွဲကစားတဲ့အချိန်မှာဂျာမနီကနှစ်ပွဲစလုံးအနိုင်ရထားတာကိုတွေ့ရတယ်ဒီလိုအနေထားတွေမှာဒီအီကွေတော့ရဲ့ဒီနေ့ညရုံးကန်အားကိုတစ်ချက်ကြုံကြည့်ပြီးတော့ဂျာမနီရဲ့ဒီလူစင်းပြောင်းလဲကလည်းရှိနေဦးမှာဖြစ်လို့ဒီကွေတော့အနေနဲ့ဒီပွဲတင်မှာအနည်းဆုံး3တမတ်လောက်တော့ရသွားမယ်လို့ထင်ပါတယ်ဗျ။ Okay ဒါနောက်ထပ်ပွဲတင်တွေကတော့ဒါအုပ်စု F ရဲ့ပွဲတင်တွေပေါ့နော်သူတို့ပွဲတင်တွေကတော့မနက်ပိုင်း9နာရီခွဲမှာကစားသွားမှာဖြစ်တယ်ဒီအုပ်စုကတော့နယ်သာလန်တို့ဒီဂျပန်တို့ရဲ့အုပ်စုပေါ့နော်ပထမဆုံးပြောပြပေးချင်တာကတော့တူနီရှားနဲ့ဒါနယ်သာလန်တို့ရဲ့ပွဲတင်ပေါ့နော်ဒီတူနီရှားကတော့ဒီနှစ်ပွဲလုံးဂိုးပြက်တွေကြီးပဲရှုံးပြီးတော့အုပ်စုကနေပြုတ်သွားပြီးဘာပဲဖြစ်ဖြစ်တူအနေနဲ့ဒီနောက်ဆုံးပွဲစဉ်မှာတော့အနည်းဆုံးတော့ဒီသူတို့ဂုံတိတ်ပါဝိုင်းအတွက်ပဲကစားတော့မဲ့အနေထားဖြစ်တယ်နီးပြတဲ့အနေနဲ့လည်းတိတ်ပြီးတော့သူ့ရဲ့ဘောတော့ပြင်ဆင်ကြရလည်းဘာမှသိမရခဲ့တဲ့အတွက်ကြောင့်မလို့ဒီညပွဲတင်မှာဘာမှသိပြီးတော့လုံးပြနိုင်ပွဲမရှိဘူးပြောစရာရှိတာကဒီနယ်သာလန်ဘောတော့နယ်သာလန်နဲ့နောက်ထပ်ဂျပန်နဲ့ဘောတော့သူတို့နှစ်သိန်းကဒီတူတေကစားခဲ့ပြီးတော့ဒီဂိုး different ရလဲဒီတူညီနေတာဗောနော်ဒီ goal difference ရလဲတူညီနေတဲ့အတွက်ကြောင့်မလို့နယ်သာလန်ရောဂျပန်ရောကဂိုးပြိုင်အုပ်စုပိုနေရာအတွက်ယူကျင်နေဆိုရင်ဂိုးပြိုင်သွင်းရမယ့်အနေအထားဖြစ်နေတယ်ဒီတစ်ဖက်ကလည်းဂျမ်ဘရာဇီးတို့အုပ်စုကဒီမနေ့ကကန်သွားပြီးပြီဆိုတော့သူတို့ရဲ့ဒီတင်းတဲ့နှင်းကလည်းဗောနော်အဆင့်တင်းတဲ့နှင်းကလည်းပေါ်နေပြီဒုတိယနေရာကအသင်းကဘရာဇီးနဲ့တင်းလေးကစားတော့မယ့်အနေအထားမှာနှစ်တင်းလုံးကရှောင်ဖို့ကြိုးစားလာမယ်ဆိုတာသိကြတယ်တခုရှိတာကတော့နှစ်တင်းလုံးရဲ့ခြေစွမ်းကလည်းတော်တော်ကြီးကိုမြင့်တက်နေတာတွေ့ရတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်ဒါဒီတူနီရှားကိုဂျပန်ကဂိုးပြတ်နိုင်ခဲ့တယ်လို့ဒီနယ်သာလန်ကလည်းဘောတော့ဆွီဒင်လိုအသင်းကိုဂိုးပြတ်နိုင်ခဲ့တာကိုတွေ့ရတယ်ဒါကြောင့်မလို့အခုညနယ်သာလန်ကလည်းဒူစင်းကိုပြောင်းလဲလို့မလားဒါမှမဟုတ်ဒီတွင်းကိုတွေများပြယူပြီးတော့မှဒီအဓိကကလန်မားတွေကိုလဲမလားဆိုတာစောင့်ကြည့်ရမယ့်အနေအထားဖြစ်နေတယ်ဒါဒီလိုပွဲမျိုးဒီလိုမျိုးပွဲတင်မှာဘောနော်ဒီကအဖြစ်ဒီသူတို့နှစ်သိန်းကြားမှာဒီခြေသွမ်းပိုင်းကလည်းကွာဟာနေတဲ့ပြအတွက်ကြောင့်မို့လို့ဒီနေတာလည်းနီးပြကိုရိုနယ်ကိုမန်အနေနဲ့လူစင်းပိုင်းကိုဘယ်လိုမျိုးဆုံးဖြတ်လာမယ်ဆိုတော့တစ်ချက်ကြည့်ရမယ်သူတို့နှစ်သိန်းရဲ့ဘောနော်ဟတ်တူအနေထားကိုကြည့်မယ်ဆိုရင်တော့ဟတ်တူအနေထားမှာဒီတပွဲကစားခဲ့ဘူးပြီးတော့ဒီတေးဝမ်ကိုဘောနော်ဒီတကိုးတီတေးကြခဲ့တာကိုတွေ့ရတယ်လက်ရှိဘောနော်ဒါဈေးကွက်အနေထားရကောဒီနှစ်သိန်းကြားခြေသွမ်းကွာမှုကြောင့်ဘောနော်ဒီပြီးတော့လေဒီနယ်သာလန်အနေနဲ့လေဒီကိုရီးယားလောက်တွင်းထားမှသာဂျပန်ကိုကြော်ပြီးတော့အုပ်စုပိုဖြစ်မဲ့အနေအထားရှိနေတဲ့အတွက်ကြောင့်မလို့ဒီညပွဲစဉ်မှာတော့နယ်သာလန်အသင်းကိုရီးယားအနိုင်ရမဟုတ်မယ်လို့ထင်ပါတယ်ဗျ။ Okay နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကတော့တစ်ချိန်တည်းမှာပဲကစားကြမယ်ဂျပန်အသင်းနဲ့ဆွီဒင်အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ဂျပန်အသင်းကတော့ဒီခုနကနယ်သာလန်နဲ့တူပဲတန်ပွဲကစား၄မှတ်အနေအထားနဲ့တူပဲဒီပွဲကိုရောက်လာတာဖြစ်တယ်ဒီနောက်ဆင့်တက်ဖို့တေချာနေပြီဆိုပေမဲ့ခုနပြောခဲ့တဲ့အတိုင်းပဲဒီဘရာဇီးကိုရှောင်ဖို့အတွက်ကဒီအုပ်စုပိုလူရမယ့်အနေအထားဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မို့လို့ဂျပန်အနေနဲ့လည်းဆွီဒင်နဲ့ကစားတဲ့အချိန်မှာကိုရရလောက်သွင်းဖို့ကြိုးစားလာမယ်ဆိုတာသိကြနေတယ်ဒါပေမဲ့ဆွီဒင်ကတော့ဒီပြီးခဲ့တဲ့ပွဲစဉ်ကတူနီရှားလောက်လွယ်ပါမဟုတ်ဘူးတခုရှိတာကဒီနောက်ဆုံးထွေးတိုက်တွဲမှုတွေကိုကြည့်ရမယ်ဆိုရင်ဒီဂျပန်ကနောက်ဆုံးလေးပွဲဇက်ဆွီဒင်ကိုအနိုင်မရထားတာကိုတွေ့ရတယ်ဒီလိုဆင်လာတွေရှိနေတဲ့အတွက်ကြောင့်မလို့ဂျပန်ဘောနော်ဂျပန်အသင်းအနေနဲ့ဆွီဒင်ကိုကြော်ဖြတ်ဖို့ဒါလောက်လွယ်ပါမလားဘောနော်ဒါလေးကတော့စောင့်ကြည့်ကြင်စရာဖြစ်တယ်တစ်ပတ်ကဆွီဒင်ကတော့ဒီအဖွင့်ပွဲမှာဒီဂိုးပြတ်နိုင်ရတာတဲ့အတွက်ကြောင့်မလို့နောက်ဆင့်တက်ဖို့တတိယနောက်ဆုံးကတော့တတိယအဆင့်ကနေတက်ဖို့ဒီတေချာလောက်ရှိနေလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီဘောနော်ဂိုး different နေတာကလည်းဒီနယ်သာလန်ဂိုးပြတ်ရှုံးနေဆိုပေမဲ့ဒီရှေ့ပွဲမှာဒီတူနီရှားကိုဂိုးပြတ်နိုင်ထားတဲ့အတွက်အရင်ကြီးတော့ကွာဟာလိမ့်မယ်လို့မရဒီကွာဟာဒီချင်းတော့မရှိဘူးပေါ့နော်သူများတွေကဒီဘိုင်းတက်တွေပြနေတဲ့အချိန်မှာတော့အနည်းဆုံးတော့0လောက်တော့ရအောင်ကစားထားနိုင်ခဲ့တယ်ဒါကြောင့်မို့လို့ဆွီဒင်နေနဲ့ဒီတင်းကြပွဲစဉ်မှာဒီဂျပန်ကိုခိုးပြက်မရှုံးရင်တော့နောက်ဆင့်တက်နိုင်မဲ့အနေအထားရှိနေတဲ့အတွက်ကြောင့်မို့လို့ဆွီဒင်နေနဲ့ဒီပွဲစဉ်ကိုဒီခါစစ်ပိတ်ပြီးတော့တံပြန်တိုက်စစ်နဲ့ပဲဒီထားပြီးတော့ကစားမလားစောင့်ကြည့်ရမယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဒီဆွီဒင်နေနဲ့ပေါ့နော်နယ်သာလန်ကိုရှင်ပြီးတော့ကစားတဲ့အနေအထားမှာခါစစ်ပိုင်းတော်တော်ကြီးကိုအားနေခဲ့ပြီးတော့ဒီဂိုးပြက်ရှုံးပွဲကြုံတွေ့ခဲ့ရတယ်ဒါကို
ကိုဒီပြကိုရီးယားပေါ်တာအနေနဲ့ဒီနေ့ညပွဲစဉ်မှာပြင်ဆင်ပြီးတော့အနည်းဆုံးဘောနောက်စင်းတက်ရေးဘောတော့တေချာစေဖို့အတွက်တေချာပြင်ဆင်ပြီးတော့ဒီကစားဖို့လိုနေတယ်ဘောတော့ဒါကြောင့်မို့လို့ဂျပန်အနေနဲ့ကလည်းဘောတော့သူတို့အနေနဲ့ဒီနောက်စင်းမှာဘရာဇီးနဲ့မတွေ့ရရေးဆိုတော့အကောင်းဆုံးရှင်ပြိုင်ပြီးတော့ဂိုးရတဲ့လောက်တွင်းဖို့ကြိုးစားလာမယ်ဆိုတာတေချာနေတယ်အဲ့ဒီအနေထားမှာကတော့သူတို့နဲ့ဘောတော့ဒီဆိုင်ခဲ့ရမှာတကူဒီတေချာခဲ့တာကိုတွေ့ရတယ်လက်ရှိဈေးကွက်နေထားရကောနှစ်တင်းလုံးရဲ့အခြေအနေရကြည့်မယ်ဆိုရင်ဒီဂျပန်အနေနဲ့လည်းဒီခွင့်တန်းလေးပွင့်တိုက်လာဖို့များလို့တစ်ဖက်ကဆွေဒင်ကလည်းဘောတော့ဒီတန်ပြန်တိုက်စစ်ကနေယောဂရက်အီဇက်တို့ရဲ့တွဲလုံးနဲ့အတူပဲဂိုးပြန်ရနိုင်တဲ့အနေထားကြောင့်ဒီပွဲစဉ်မှာတော့ပြန်လည်တွဲကူးတွေနဲ့ဂိုးပေါ်သွားဖို့များပါတယ်ဗျဟုတ်ကဲ့ပါဒါနောက်ဆုံးအုပ်စုကပေါ့နော်ဒီပါရာဂွေးတို့အမေရိကန်တို့ပါဝင်တဲ့ဒီအုပ်စုဒီရဲ့ပွဲစဉ်တွေပေါ့နော်ဒီပထမဆုံးအနေနဲ့ပါရာဂွေးနဲ့ဩစတြေးလျတို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကတော့မနေ့၈နိုင်ခွဲမှာကစားတော့မှာဖြစ်တယ်ပထမဆုံးအနေနဲ့ဒီပါရာဂွေးကတော့ပြီးခဲ့တဲ့တူရကီနဲ့ပွဲစဉ်မှာအကောင်းဆုံးဒီခန်းစစ်ပိုင်းပေါ့နော်အဓိကအဖြစ်ခန်းစစ်ပိုင်းစွမ်းဆောင်ရည်ကိုပြပြီးတော့ဒီရမှတ်3မှတ်စုဆောင်းနိုင်ခဲ့တယ်အဲ့ဒီ3မှတ်ကြောင့်ပဲနောက်စင်းတက်ရေးအတွက်အများကြီးညှော်လင်းချက်တွေအများကြီးရှင်းတန်သွားတယ်ပေါ့နော်ဒီလိုနေသားတွေမှာအခုလည်းနောက်ထပ်3မှတ်ရတဲ့ဒီနေ့ဖြစ်တဲ့ဒါအော်ဒီနဲ့တွေ့တဲ့အချိန်မှာပါရာဂွေးအနေနဲ့အနည်းဆုံးတေးသမတ်လောက်ယူလိုက်တာနဲ့နောက်စင်းတက်ရေးတေချာသွားမှဖြစ်လို့နှစ်သိန်းကြားထိန်းကန်လာများတဲ့ပွဲစဉ်တွေပွဲလို့မြင်မိတယ်။အော်စတြေးလျအနေနဲ့လည်းပြီးခဲ့တဲ့ပွဲစဉ်မှာအမေရိကန်ကို9ရက်ရှုံးခဲ့တယ်ဆိုပေမဲ့ဒီတူရကီနဲ့ပွဲစဉ်ကရမှတ်3မှတ်ကြောင်းနောက်စင်းတက်ရွေးမျှော်လင့်ချက်အပြည့်အဝရှိနေတယ်။ဒါဒီလိုအနေထားမှာရင်းဖွင့်တိုက်ပြီးတော့တိုက်စစ်အရန်ဖွင့်ပြီးတော့ဗောနော်ဒီနောက်စစ်သုံးမရဖို့ကြိုးစားလာမယ်လို့တိတ်ပြီးတော့မထင်ဘူးတစ်ဖက်ကအဲ့လိုပဲဗောနော်ဒီပါရာဂွေးကလည်းဒီလိုပဲကစားလာမယ်လို့ယုံကြည်ရတယ်တခုကြည့်ရမှာကတော့ပါရာဂွေးဘက်မှာတော့ဗောနော်ပြီးခဲ့တဲ့ပွဲစဉ်မှာဒီအနီကထိခဲ့တဲ့တောင်ပန်ကစားသမားအမီရွန်ဗောနော်အမီရွန်ကတော့ဒီပွဲစဉ်မှာ80ပေါက်လွှဲမဲ့အနေထားရှိတယ်ဒီအော်စီဗောနော်ဒီအော်စတြေးလျဘက်မှာကလည်းတောင်ပန်ကစားသမားဘလက်ကြီးဗောနော်ဒီကစားသမားကတော့ဒီဝိုင်းကစားသမားတူဖြစ်တယ်သူကလည်းပေါင်ဝင်ဖို့မသေးကြတဲ့အနေထားမှာရှိသေးတယ်ဒါကြောင့်မလို့နှစ်သိန်းလုံးကတော့တိုက်စစ်ပိုင်းအနေငယ်ဘလို့အားနည်းချက်တွေရှိလာနိုင်တယ်ဘလို့ပဲဖြစ်ဖြစ်နှစ်သိန်းလုံးကတော့ဒီပွဲစဉ်မှာဒီရမှတ်ဘောနော်နည်းနည်းတော့တေးရရေးအတွက်ပဲဥတီကစားလာမယ်ဖြစ်လို့ဘောနော်ဂိုးတွေတိတ်ပြီးတော့မြင်ရဖို့မရှိဘူးထပ်တူရဲ့နေသားရကြည့်မယ်ဆိုရင်နှစ်ပွဲကစားပြီးတဲ့အချိန်မှာဒီဩစတြေးလျကတပွဲနိုင်ပြီးတော့တေးတပွဲကြခဲ့တာကိုတွေ့ရတယ်လက်ရှိဘောနော်ဒီကွက်နေသားရကောနှစ်သိန်းလုံးရဲ့ဒီချင်းလေးရကောဒီထိန်းကန်လာဖို့များတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာတော့ဂိုးတွေသိပ်မြင်ရဖို့မရှိဘဲနဲ့ဂိုးအောက်ပွဲစဉ်ပွဲကိုမြင်ရဖို့များပါတယ်ဗျဟုတ်ကဲ့ပါနောက်ထပ်ပွဲစဉ်ပွဲပေါ့နော်နောက်ထပ်ပွဲစဉ်ပွဲကတော့ဒီအေရှင်အမေရိကန်နဲ့တူရကီတို့ရဲ့ပွဲစဉ်ပေါ့နော်ပထမဆုံးတူရကီရဲ့အကြောင်းပြောမယ်ဆိုတော့တူရကီကတော့ဒီပွဲပေါ့နော်ကမ္ဘာဖလားမှာနာမည်ကြီးထမင်းငတ်ဖြစ်ခဲ့တဲ့ပထမဆုံးအသင်းလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့တူရကီရဲ့ဒီလူစင်းရရောဒီသူ့ရဲ့အနေထားရကောပေါ့နော်သူ့ရဲ့ဒီစစ်မှာပေါ့နော်အနည်းဆုံးတော့ဖြတ်မြင်းအဆင့်အထိရောက်အောင်ဒီပြည်သက်တွေကမျှော်မှန်းထားတယ်ဆိုပေမဲ့ဘလို့ဘာမှကိုမလုပ်ပြနိုင်ခြင်းမရှိဘဲနဲ့နှစ်ပွဲစလုံးရှုံးပြီးတော့ထွက်ခဲ့ရတယ်ပိုဆိုးတာကတော့တိုက်စစ်ပိုင်းကတကူတီတကိုးမှမရသေးတဲ့အချက်ပေါ့နော်ဒါကြောင့်မို့လို့ဒီနေ့ညပွဲစဉ်မှာတော့သူတို့ရဲ့ဒီဂိုးတစ်ကာကိုပြန်ဆယ်ဖို့အတွက်အနည်းဆုံးဂိုးသွင်းနိုင်ဖို့ကြိုးစားလာမယ်ဆိုတာတေချာနေတဲ့တော့ဘာမှလည်းမျှော်လင့်ချက်မရှိတော့တဲ့ဒေသကြောင့်တိုက်စစ်ဖွင့်ပြီးတော့ကစားလာဖို့များတယ်တစ်ဖက်ကအေရှီအမေရိကန်ကတော့ဒီ6မှတ်ရပြီးတော့နောက်စစ်တက်ဖို့ဒီအုပ်စုပထမနေရာကနေပေါ့နော်ဒီနောက်စစ်တက်ဖို့တေချာသွားပြီဖြစ်တော့ကြောင့်မလို့ဒီပွဲစဉ်ကိုဒီအရန်ကစားသမားတွေထုတ်ပြီးတော့ကစားလာဖို့များတယ်ဒီအချက်ကလည်းဒီတူရကီကိုခွင့်ရေးပေးလို့ဖြစ်သွားနိုင်တယ်ဒီတူရကီရဲ့ခက်စစ်ကလည်းဒီအော်စတြေးလျတို့ဒီပါရာဂွေးတို့ကိုပေးရတဲ့စီတော်တော်လေးဆိုးရွားခဲ့တဲ့သူတော့ဒီအမေရိကန်ရဲ့တိုက်စစ်ကိုလည်းကိုပေးရနိုင်တယ်ဒါကြောင့်မို့လို့ဒီပွဲစဉ်ကတော့တိတ်ဒီဘိုးတွေမြင်ရမယ့်ပွဲလို့ယုံကြည်ရတယ်ဗောနော်ဒီဟတ်တူရဲ့အနေထားကြည့်မယ်ဆိုရင်တော့ဟတ်တူရဲ့အနေထားမှာဒီပွဲကစားပြီးတဲ့အချိန်မှာဒီဟတ်တူရဲ့အနေထားကတော့မျှတတယ်တူရကီက2ပွဲနိုင်ပြီးတော့အမေရိကန်က2ပွဲနိုင်ခဲ့တဲ့အနေထားဖြစ်တယ်ဒါကြောင့်မို့လို့လက်ရှိဈေးကွက်ရကောအခြေအနေတွေရကောပြည့်ရမယ်ဆိုရင်နှစ်သိန်းစလုံးဒီပွဲတွေမှာကိုရနိုင်မှုများတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကတော့ဒီအပြန်လည်တွင်းကိုတွေနဲ့ဂိုးပေါ်သွားဖို့များပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဒီမနက်ဖြန်မနက်မှာကစားသွားမယ်ကမ္ဘာဖလားပွဲစဉ်6ပွဲကြောင်းပဲဖြစ်ပါတယ်နောက်ပွဲစဉ်တွေမှာလည်းကျွန်တော်တို့ကအခုလိုမျိုးပဲပွဲချုပ်သုံးသက်ချက်တွေကိုဆက်လက်ပြင်ဆက်ပေးဖို့ဖြစ်လို့ဘောလုံးစားပရိသတ်တွေစောင့်ကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ